မဟာပဏိတအကမဟာတရမဇောတိကရဇမဟာဓမ္မဂတိကဘုဇနာဟိတဒရာဒေါက်တာဗဒ္ဒနာညာနေသရဖြစ်ပါတယ်ခင်ဗျာဘာသီလခံယူစောင့်တည်ကြအောင်အားလုံးတင်ကြီးတင်ညွတ်တဲ့ဩဃာသနဲ့ကြောလိုက်ကြသူတော်စင်ပေါင်းတို့ဩဃာသကြောကျိုးဖြင့်ညီညာဖြဖြရှ िख ိုးကြောကြပါစို့ဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံကပ္ပဒေါသခတိတောအဖြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးတို့ကိုအယုသိအလေးမြတ်လက်ဆုံးမိုး၍ရှိခိုးပူဇော်ပူမျောမှန်လျော့ကြောပါ၏ရှင်ဘုရားကြောရသောအကျိုးအားကြောင့်အပေလေးပါးကတ်သုံးပါးယတ္တိရှိပါးယန္တိမျိုး၅ပါးဝိပဿတိတရား၄ပါးယတနာတရား၅ပါးတို့မှာအခါခတ်သိကင်းလို့ငြိမ်းပြီးဖြစ်၍မတရားဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့၏ရှင်ဘုရားဆင်းရဲကိုပယ်ဖြောက်တတ်ချမ်းသာကိုဆောင်တတ်သည်ဖြစ်၍ရှိခိုးခြင်းမျက်နှိုးခြင်းပူဇော်ခြင်းအယုအသေးပြုခြင်းငါထိုက်တော်မူကုန်သောဘုရားတရားသံဃာယရနာမြတ်သုံးပါးတို့၏ခုံကိုယုံကြည်မျက်နှိုးလက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောပူဇဝန္တပနာမသက်ကိစ္စကာရဝမင်္ဂလာကောင်းမှုကုသိုလ်ကံစေရနာပေါင်းတို့ကြောင့်ဘေခသိယံခသိအန္တရခသိပူပန်ခသိဆိုရင်ခသိဆင်းရဲခသိတို့မှကင်းငြိမ်လွင်ပြောက်မတိမရောက်ကြသည်ကိုဖြစ်၍မဖြစ်သေးသောအကုသိုလ်တရားများကိုမဖြစ်လာအောင်ကြိုတင်တားဆီးနိုင်သောသမ္မာပဒံလုံးလာဖြစ်ပြီးသောအကုသိုလ်တရားများကိုလည်းကြိုးပေးခွင့်မရအောင်ကျွမ်းမဲ့ပယ်သနိုင်သောသမ္မာပဒံလုံးလာမဖြစ်ဘူးကုန်သေးသောကုသိုလ်တရားတို့ကိုဖြစ်ပေါ်လာအောင်ကြိုးစားအထောက်နိုင်သောသမ္မာပဒံလုံးလာဖြစ်ပြီးသောကုသိုလ်တရားများကိုလည်းတိုးပွားစီပင်အောင်ကြိုးစားအားထုတ်နိုင်သောသမ္မာပဒံလုံးလဤစွာခဲ့ပြီးသောသမ္မာပဒံတရား၄ပါးတို့နှင့်အသီးအသီးကိုစီကိုငှပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခသစ္စာကိုပိုင်းခြား၍သိခြင်းသမုဒယသစ္စာကိုပယ်ခွာနိုင်ခြင်းនិရောဓသစ္စာကိုမျက်မှောက်ပြုခြင်းမေဃသစ္စာကိုပွားများအားထုတ်နိုင်ခြင်းဟုဆိုသောမေကိစ္စ၄ချက်တစ်ပြိုင်နက်ဖြစ်ကြကုန်လျက်လွယ်ကူသောအကျင့်လျင်မြန်သောအသိဉာဏ်တို့ဖြင့်မိမိတို့လိုလားအတောင်းတအပ်သောလောကီစုဘောဓိစုမင်္ဂလာပေါင်းနှင့်တကွမေတ္တရားဖို့တရားနိဗ္ဗာန်တရားတော်မြတ်ကိုလျင်မြန်စောစွာကိုစီကိုငှမျက်မှောက်ပြုနိုင်လွယ်ကြသည်ဖြစ်ကြပါစေကုန်သတည်းပြည့်တဲ့ဆုငယ်ပြည်စုံရပါ၏ရှင်ဘုရားကိုဘသီလတောင်းဖို့အဟံပန်းတွေကိုအားလုံးတညီတညွတ်တဲ့သုံးခေါက်ဆိုလိုက်ကြဟံပန်းဒီတိတရိနာတဖနဝေငါသမဏတတံဥပောတသတိလံဓမ္မယာစာမိနှုတ်ခံကတဝါတိလံဒေသမေဗန္တိဒုတိယမိဟံပန်းဒီတိတရိနာတဖနဝေငါသမဏတတံဥပောတသတိလံဓမ္မယာစာမိနှုတ်ခံကတဝါတိလံဒေသမေဗန္တိတတိယမိဟံပန္တိတိတရိနာတဖနဝေငါသမဏကတံဥပောတသတိလံဓမ္မယာစာမိနှုတ်ခံကတဝါတိလံဒေသမေဗန္တိယ
ယမဟံဝဒာမိတံဝတိထာ အာမဗန္တိပါရှင်ဗျာ နမောတတဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓသာ နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိ ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိ ဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိ ဒုတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိဒုတိယမိဓမ္မံတရဏံကိစ္ဆာမိဒုတိယမိသံဃံတရဏံကိစ္ဆာမိ တတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိ တတိယမိဗုဒ္ဓံတရဏံကိစ္ဆာမိတတိယမိဓမ္မံတရဏံကိစ္ဆာမိတတိယမိသံဃံတရဏံကိစ္ဆာမိ တရဏဂမနံသံဘုံနံ အာမဗန္တိပါရှင်ဗျာ ပါဏာတိဘာဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိ အာနာတိပါဒာဝိရမိသေခာဝရသမာရိယာမိ အဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိ အာဒေနာဒါနာဝိရမိသေခာဝရသမာရိယာမိ အဗျမစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိ အာပြမစရိယာဝိရမိသေခာဝရသမာရိယာမိ မုသာဝါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိ မုဒဝါဒာဝိရမိသေခာဝရသမာရိယာမိ သူရာမေရယမိစ္ဆပမတ္တဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိ ဒုရာမိရာယသစ္စာပမာဒဌာနာဝိရမိသေခာဝရသမာရိယာမိ ဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိ ဝိကာလဘောဇနာဝိရမိသေခာဝရသမာရိယာမိ နိစ္စာ နိစ္စ ဂီတ ဣဒ ဝါဒိတ ဝါဒိတ ဝိသုက ဝိတုက ဒသန ရတနာ မာလာကန္ဒ မာလကန္ဒ ဝိလေပန ဝိလေပန ဓာရဏ သာရဏ မန္ဒန မန္တနာ ဝိဘူသနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိ ဝိပုဒနာဌာနာဝိရမိသေခာဝရသမာရိယာမိ ဥစ္စာသယနာမဟာသယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိ ဥစ္စာတေနမဟာတေနဝိရမိသေခာဝရသမာရိယာမိ မေတ္တာသဟဂတိန မေတ္တာသမာဓိနာ စေတသာ သီလသာ သဗ္ဗပါဏဘူတေသု သဗ္ဗပါဏဥဒေတု ဖရိတဝါ ပရိတဝါ ဝိဟရဏံ ဝိဟရဏံ သမာဓိယာမိ သမာရိယာမိ မေတ္တာသဟဂတိန မေတ္တာသမာဓိနာ တတ္တဝါအပေါင်းဤ သတ္တဝါပေါင်း၏ ကောင်းကျိုးချမ်းသာကို ကောင်းကျိုးချမ်းသာကို လိုလားသော လူလာသော မေတ္တာနှင့်တကွဖြစ်သော မေတ္တာနှင့်တကွဖြစ်သော စေတသာ စေတသာ စိတ်ဖြင့် စိတ်ဖြင့် သဗ္ဗပါဏဘူတေသု သဗ္ဗပါဏဥဒေတု ဘုံ31 ဘုံ31 ဖြစ်ဖြစ်များစွာ ဖြစ်ဖြစ်များစွာ တတ္တဝါတို့အပေါ် သတ္တဝါတို့ပေါ်၌ ၌ဖရိတဝါ ပရိတဝါ ဖြန့် ဖြန့် ၍ဝိဟရဏံ ဝိဟရဏံ နေထိုင်ခြင်းကို နေထိုင်ခြင်းကို သမာဓိယာမိ သမာရိယာမိ သောက်တည်ပါ၏ သောတိပါ၏ ဣဒံမေပုံညံ ဣဒံမေပုံညံ ဘောဓိညာဏတ္တာ ဘောရိညာဏတ္တ ပစ္စယော ပစ္စယော ဟောတု ဟောတု ဗန္တေအရှင်ဘုရား ဗန္တိရှင်ဗျာ မေဘုရားတပည့်တော်ဤ မေဗျာပြည်တော်၏ ဣဒံပုံညံ ဣဒံပုံညံ ဤကောင်းမှုသည် ဤကောင်းမှုသည် ဘောဓိညာဏတ္တာ ဘောရိညာဏတ္တ သစ္စာလေးတံ သစ္စာလေးတံ တရားမှန်ကို တရားမှန်ကို
ပိုင်းခြားထင်တယ် ပိုင်းခြားခြင်းဖြင့် သိမြင်နိုင်သော သိမြင်နိုင်သော ဘောဓိဉာဏ်ဤ ဘောဓိဉာဏ်ဤ ပစ္စယော ပစ္စယော အထောက်အပံ့သည် ထောက်ပံ့သည် ဟောတု ဟောတု ဖြစ်ပါစေတည်း ဖြစ်ပါစေတည်း သာရဝနှလုံးပြော့ပြောင်သူတော်ကောင်းပေါင်းတို့တုံမေသင်တို့တွေသည်တိတရဏေနာဖရာတရားသံဃာဟုဆိုသောသုံးပါးသောကိုးကွယ်ရာအစုံတရဏဂုံနှင့်သဟအတူတကွနဝေင္ကသမဏဂတံအင်္ဂါ၉ပါးနှင့်ပြည့်စုံသောဥပောတထသီလံဥပုပ်သီလတော်မြတ်ကိုသာဓုကံကတ္တဝါမြေမြန်အောင်ပြုကြကုန်၍အပမဒေနမမိတ်မလျော့မပေါ့မတန်ထက်သန်သောတတိတရားဖြင့်သဗ္ဗကိစ္စဤလုံးစုံကုန်သောပြုပွဲကိစ္စအမှန်တော်မြတ်ကိုတံပါတိထကိုစီကိုငါပြီးပြည့်စုံကြစေကုန်လော အာမင်ပါရှိဗျာ ဒီကနေ့အလုံးပဲမေတ္တာတရားကိုအခြေခံပြီးတော့ကိုးပါးသီလစောင့်တည်ထားကြသည်အားလျော်စွာမေတ္တာဘာဝနာပွားများကြရအောင်မေတ္တာသုတ်တော်မှာလာရှိတဲ့မေတ္တာဘာဝနာနှစ်ပုဒ်ကိုအကျဉ်းချုပ်ပြီးတော့စာရန်ကလေးများဘုန်းကြီးဆိုပေးမယ်ဘုန်းကြီးဆိုပေးတဲ့နောက်ကတစ်ခေါက်စီတညီတဲ့အားလုံးလိုက်ဆိုပြီးတဲ့အခါမှာအားလုံးသုံးခေါက်စီတညီတညွတ်တီမေတ္တာပွားများကြရအောင်ဘုံ31 ဘုံ31 ဖြစ်ဖြစ်များစွာ ဖြစ်ဖြစ်များစွာ ဘဒ္ဒဝါ တတဝါ ချမ်းသာကိုယ်စိတ်ပြည့်ပါစေ ချမ်းသာကိုယ်စိတ်ပြည့်ပါစေ ဘုရားဝေး၍အေးပါစေ ဘုရားဝေး၍အေးပါစေ အားလုံးတညီတဲ့သုံးခေါက်ပို့လိုက်ကြပါ ဘုံ31ဖြစ်ဖြစ်များစွာတတဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေဘုံ31ဖြစ်ဖြစ်များစွာတတဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေဘုံ31ဖြစ်ဖြစ်များစွာတတဝါချမ်းသာကိုယ်စိတ်ပြည့်ပါစေဘုရားဝေး၍အေးပါစေ မေတ္တာနိသာကရောလောကေသမ္မာဘာတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုဖုတိတာပဇာလောကေတတ္တဝါအလီလီခုံမိပိုးလက်လောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်းငွေလမင်းကြီးသည်သမ္မာတတ္တဝါတွေဤမြစေဖို့အသေးရှုံးကားကောင်းမွန်စွာဒုက္ခံကရောသူလဲဝန္တာငါလဲရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတူရန်လဲကင်ဝေဘေးလဲမခအေးရဖို့ရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိဟိမေတ္တာဖွေးလျက်အေဒဆောင်သည့်အယောင်ဝါတို့သည်ဖုတိတာဘုံဘုံလွှမ်းထုံမှန်းမလထိတွေ့အကောင်သောဗဇာကပခေပွေအပြည့်ပြည့်၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခံတုကိုယ်စိတ်အေးကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်း